စာဖတ်ပြမယ် podcast channel လေးကိုအပိနာစနေကြတဲ့ချစ်ရတဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာညချမ်းလေးဖြစ်ပါစေရှင်။မိတ်ဆွေများအားလုံးပဲကျန်းကျန်းမာမာနဲ့ဘေးအန္တရာယ်ကင်းရှင်းစွာရှိနေနိုင်ကြဖို့အတွက်ဆုတောင်းပေးလိုက်ရပါတယ်။ကျမဝင်းဤပါ။ဒီညမှာတော့ကျမကဆီယာမခင်နှင်းယူရေးသားထားတဲ့အတက်နှင့်အစင်းဆိုတဲ့စာလေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်။နားဆင်ခံစားပေးကြပါအောင်ရှင်။အတက်နှင့်အစင်းအကယ်၍သာကျမသည်မနှစ်ကရွှေမန်းသင်းချံမွဲတွင်အစွမ်းကုန်ပျော်နေသောအတွင်းဝင်ဦးအောင်မြင့်အားမတွေ့ခဲ့ပါမူမမျှသွေးကိုတတိယလိမ့်မည်မဟုတ်ပေတာမန်အားဖြင့်မမျှသွေးသည်ကျမ၏ကျောင်းနေဘက်တငယ်ချင်းဖြစ်ခဲ့လေသည်သို့သောယခုဦးအောင်မြင့်ကိုမြင်လေလေမမျှသွေးကိုပဲပုံမို၍တတိယလာလေလေဖြစ်ရတော့သည်တောက်ပသောမီးရောင်အောက်တွင်ရင်နွဲ့စွာကနေသောရွှေမန်းသူတို့၏ခြေထောက်နာဝဲပါဇက်အဖြဲသားနှင့်အစွမ်းကုန်ပီတိဖြစ်နေသောဦးအောင်မြင့်ကိုကျမသည်ဝင်းလိုက်ရေးသပင်နားတွင်တွေ့ရလေသည်ရံဖန်ရံခါရတနာနတ်မိမယ်၏တွန့်ပြန်လှုပ်ရှားသောအနောက်တိုင်းအကကိုမမောစွာကြည်နေတတ်သည်ပြီးတော့သူသည်ဟဟပပပျော်ရွှင်စွာလက်ခုပ်တီး၍ရေပြန်သည်သူသည်ဝင်းလိုက်မဲတို့ရနာချိန်တွင်ရွှေမန်းလှပြူပြူရေးသပင်ဖွဲ့သို့တာဦးလဲသွားပြန်သည်မထွက်တာပဲပိတ်နေသောကားများကြားတွင်ကျမကားသည်ဦးအောင်မြင့်ကားနောက်တွင်ကက်ရက်ဖြစ်နေ၍ကျမသည်ဦးအောင်မြင့်သွားရာကိုပဲလိုက်ရပြန်သည်ရံဖန်ရံခါသူသည်တေးများကိုပင်အတန်ထွက်လာအောင်သည်ဆို၍လက်နှင့်စီးလိုက်ခါပျော်ရွှင်ခြင်း၏အဆုံးသို့ရောက်နေဟန်တူပါသည်ကျမသည်ကြည်ရင်ဝမ်းနည်းလာသည်ဦးအောင်မြင့်၏ပျော်ရွှင်ခြင်းတရုပ်များသည်ကျမအားမမျှသွေးကိုတတိယယုံတွင်မကမမျှသွေးနှင့်တွေ့ခဲ့သောအတိတ်ကိုပါတတိယစေပါတော့သည်အတက်နဲ့အစင်းဆိုတာလမ်းခုလတ်မှာပဲတွေ့ကြမှာပေါ့အနှင်းရဲ့ကြာသွားလေဝေးလေပဲပေါ့မမျှသွေးသည်ဒီလိုပဲကျမကိုတည်ငြိမ်စွာပြောခဲ့ပါသည်သူနှင့်တွေ့ခဲ့သည်မှာယခုနှစ်ပတ်လဲခဲ့ပြီယခုလိုပဲမိုးသက်ပါသောလေများထဲတွင်ဗရောက်နှံ့တင်းချိုချိုသည်ပြန့်လွင့်နေစေမဟုတ်ပါလောပြလွင်သောကောင်းကင်တွင်မိုးသားများဆိုင်းစပြူ၍မိုင်းညူညူနောက်ခံဝဲဝင်းဝါသောဗရောက်ခတ်သည်ထင်း၍ပေါ်လွင်နေတော့သည်မမျှသွေးသည်ဗရောက်မြစ်ပေါ်တွင်ထိုင်နေသည်ဝင်းဘက်ဝါများသည်မြေပြင်ဝဲအနှံ့ပြန့်ကျဲနေလေသည်သူသည်မိုင်းညူသောကောင်းကင်ကိုငေး၍နေသည်ကျမမှာသူ့ကိုကြည့်ရသည်ကိုပဲကြည်နူးမိသည်သူမနှင့်ပတ်ဝန်းကျင်တစ်ခုလုံးသည်မိုးဦး၏ပကြီးကားချက်နှင့်တူလာသည်ကျမသူနှင့်တွေ့ရသောအချိန်မှာသူနှင့်ဦးအောင်မြင့်တို့၏နောက်ဆုံးနေ့ဖြစ်သည်ကျမကသူ့ကိုစကားဆပြောရန်တနာနေသည်သူကတော့တည်ငြိမ်၍အေးဆေးလာသည်သူကပဲစကားဆပြောတော့သည်အတက်နဲ့အစင်းဆိုတာလမ်းခုလက်မှာသာခဏတွေ့ကြတာပဲကြာတော့လေဝေးလေပဲပေါ့အနှင်းရဲ့ခုလိုအချိန်မှာအနှင်းနဲ့တွေ့ရတော့အနှင်းကဝမ်းနေနေမှာပဲတကယ်ဆိုတော့အမှန်တရားကခုမှတွေ့တာသူသည်ကျမဘက်သို့လှည့်ပြောနေရမှာသူ့လက်ပေါ်ရှိဗရောက်ပွင့်တွေကိုခြေပစ်နေသည်သူသည်ငယ်စဉ်ကကျမတို့တငယ်ချင်းများထဲတွင်အတော်လှပခဲ့သည်ယခုသူသည်အရွယ်ရင့်ခြင်းမှလွဲ၍ငငယ်ကအလှအတိုင်းပင်ကြံရစ်နေသေးသည်လူကတော့ပို၍ပိမင်မပဖြစ်နေတော့သည်ကိုလည်းဘာမှမသိဘူးလက်ထက်တာပဲသိတယ်ဒါတော့တငယ်ချင်းတွေကပြောလို့သိတာခုတစ်နှစ်လောက်ရှိပြီပေါ့နော်လာပြန်တော့လဲဘာဖြစ်တာလဲမမျှသွေးရဲ့
ကျမစကားကိုသူတေချာစွာနားထောင်ရမှပြော၍နေတော့သည်ခုတော့ကိုအတိတ်ကိုပြန်ဖွင့်ရလိမ့်မယ်အနင်းမင်းတို့10တန်းအောင်ပြီးခွဲလာကြတဲ့ကကိုရန်ကုန်ကိုလွင့်လာခဲ့ရင်10တန်းမှနေခဲ့ရတော့ကလည်းနှင်းအသီးပဲကိုရဲ့ចောင်းသားဘဝဟာအတော်ခက်ခက်ခဲခဲနဲ့ဆင်းရဲခဲ့တယ်စာမေးပွဲတစ်ခါအောင်ရင်ကြိုးစားရတယ်ဒီပတ်ဝန်းကျင်ကြီးကကြောက်စရာကိုရိုမိသားစုနဲ့ဆိုရန်ကုန်တန်နဲ့မလဲပဲလှိမ့်ခံရတယ်ဒီကြားကကို့အမေကအိုလှပြီသူကဘလောက်ပဲလောကကိုရင်ဆိုင်နိုင်အောင်စိတ်သက်သွင်းပေးပေမဲ့ကိုကလူပဲဘယ်ခံနိုင်မလဲသူသည်သူ့စကားများကိုခਿੱတရနာလိုက်၍ကိုဟာဘာနဲ့တူနေသလဲဆိုတော့ဟိုမွေးကလေးကတိတ်ဆင်းရဲပြီးရက်ဆက်တဲ့လူတွေလက်ထဲရောက်နေတဲ့ကလေးလိုပဲရေစရာမြူပေမဲ့မရေတော့ဘူးကိုကလည်းပျော်စရာဆိုတာဘာမှမတွေ့ရတော့လူကတေးနေတယ်အနှင်းဟာတေးနေတယ်ကျမသည်သူ့စကားကိုနားမလည်လိုက်ပါအေးတေးတယ်ဆိုပါတော့ဘာကြောင့်မစိတ်ကိုပျော်လို့မရဘူးပျော်စရာတွေစီလဲတီးခွင့်မရဘူးတခါကို့အနားမှာစရေးမအဖော်လေးတွေရင်မောသွားတာများမြင်ရင်ကိုဖြင့်ကြောင်းနေတယ်သူတို့လိုပဲရေးချင်ပါတယ်လွတ်လပ်ချင်တယ်ဒါပေမဲ့ကိုဟာအိမ်ကိုအမြန်ပြန်ပြီးညဘက်ဆက်ပန်းထိုးအလုပ်လုပ်ရသေးတယ်မောင်လေးတွေចောင်းစရိတ်ကို့အမေရဲ့ဆေးဘိုးဝါကနဲ့ဟာကို့အဖို့မလဲနိုင်ဘူးလာက100ကျော်ကိုသူမသည်မျက်လုံးများကိုမှေး၍နေလိုက်ရင်အတိတ်ပင်မဲစွာရေလိုက်သည်တကယ်တော့သူ၏ရေပေါ်မှာလုံးဝအရသာမပါလှပါသူပြောသည့်တေနေသည်ဆိုသောစကားကိုသူ့အမူအရာကတရုပ်ဖော်လိုက်သည်နောက်ဆုံးတပြိုင်နက်ဆိုပါတော့ကိုရိုနေတဲ့အိမ်ရဲ့ကျမ်းမာရေးမညီညွတ်မှုကြောင့်ကို့အမေနဲ့မောင်လေးတယောက်ဟာရှေ့ဆင့်နောက်ဆင့်ဆုံးသွားကြတယ်ကျန်တဲ့မောင်လေး2ယောက်နဲ့ကိုပဲလှိမ့်နေရပေါ့ကျွေးလဲတင်လူလဲဖားသွားတာပဲကိုမလဲအောင်အတော်တင်းထားပေမဲ့ကိုလည်းမတက်နာဖြစ်နေရပေါ့တနေ့တော့ကိုစူးစမ်းပြီးရုံးတက်ပေမဲ့လမ်းမှာအံ့နေတာဟာတနာရီလုံးရုံးတက်နောက်ကျသွားတယ်ကိုလည်းအားတင်းပြီးရုံးခန်းဝလည်းရောက်ရောရုံးအုပ်နဲ့တူတော့အဆူခံရတော့တာပေါ့သူကတော့ထုံးစံတိုင်းဆူတာပဲဒါပေမဲ့ကိုကတိတ်ဝမ်းနေနေတဲ့လူဆိုတော့အခန်းပြင်ခဏထွက်ပြီးကျူပါအောင်ငုံမိတာပဲရုံးအုပ်လည်းဘာမှမပြောတော့ဘူးတော်ကြတော့ဘာလို့ငိုနေရလဲမမြသွေလို့ဆိုရဲအတန်ကြာတော့ကိုမော့ကြည့်မိရဲ့ဒီရောဘာတူလဲသိလားအတွင်းဝင်ဦးအောင်မြင်ရဲ့ကိုရှိမှရက်နေတယ်ကိုကလည်းကြောင်နေရပေါ့သူ့အခန်းကိုလိုက်ခဲ့ရမယ်ခေါ်တာနဲ့ကိုလဲလိုက်သွားတယ်ဟိုကြသူကကို့အကြောင်းကိုအကုန်မေးရပဲမမြသွေသည်အာတက်ဖွယ်ရများကိုတွေးခဲ့ရသောအတိတ်ကွက်ကိုစူးစား၍ဖော်နေသည်ကိုလည်းကဘာတစ်ခုလုံးမှာဒီတစ်ခါပဲကိုကိစ္စကိုဂရုတစိုက်မေးမဲ့သူရှိရောအကုန်လုံးပဲပြောပြလိုက်တော့သူနောက်ဆုံးဘာပြောလဲသိလားကျမသည်ခေါင်းခါပြလိုက်သည်သူ့ကိုလက်ထပ်ပါတဲ့အေးသူ့ကိုလက်ထပ်ပါတဲ့ကိုလည်းစဉ်းစားပြီး6လကြာတော့သူ့ကိုလက်ထပ်လိုက်တယ်ကျမသည်အတော်ပဲဝမ်းသာလိုက်သည်သူကတော့ထူးခြားသောမျက်နှာအမူအရာနှင့်ပင်ကျမကိုစစ်ကြည့်ရမှဘလို့ထင်လဲကိုလောက်စင်းရဲ့မိန်းကလေးတယောက်ဟာအတွင်းဝင်တယောက်နဲ့လက်ထပ်လိုက်တော့ဘလို့ထင်လဲဦးအောင်မြင့်ဟာအကျင့်စာရိတ္တလည်းကောင်းတယ်မိန်းမယောဂလည်းကင်းတယ်ကိုလည်းတိတ်အလိုလိုက်တာပဲသူတက်သမျှပါတီပွဲတွေနဲ့ပွဲလန်းသဘင်တွေမှာကိုအမြဲခေါ်တယ်သူကလူထူထူများများနဲ့ဆိုပါတော့အလွန်ပြောတတ်တယ်ကိုကတေနေတာအနှင်း
အဲ့လူတွေတိုးလို့မရဘူးယုံလားပွဲရီထဲမှာဆိုကိုတဲဟီပြီးညီးငွေရဲ့ကိုကပြားဆက်တွေပါတီတွေ1000ထက်ဟော်ရီပတောက်ပင်အောင်မှာတယောက်တည်းထိုင်ရတာလောက်အရသာမရှိဘူး။အိုးကိုဟာမပြောတတ်တော့ဘူးယုံလားဝတ္ထုတွေဖတ်တာတော့မှသူကတင့်တယ်လို့လို့ခက်ရွလေးတွေနဲ့အရှိတရုပ်ဖော်ရမှာခက်ရွှင်ရွှင်လေးခြေသွားတဲ့စာပေမျိုးကိုမှသဘောကျတယ်။ကိုကတော့ဟုတ်တာမဟုတ်တာထက်စာလုံးလေးတွေနုနုလှလှနဲ့စိတ်ကူးရင်လို့ကောင်းတဲ့တကုံတာယာတို့ပမော်တင်အောင်တို့လိုစာရေးဆရာရေးတဲ့စာပေတွေသာသဘောကျခဲ့တယ်။ဘာပဲပြောနေနေသူတို့ရေးတဲ့စာတွေကတရုပ်ဖော်လိုက်ကောလိပ်က professor ကြီးတွေနဲ့ဂါဝင်ဝစ်ကျောင်းသူကလေးတွေတရုပ်ဖော်လေးဖော်ထားရှိတော့ဘဝတစ်ခုကိုပြေးပုံပြီးစိတ်ကူးတော့အတော်ရင်လို့ကောင်းနေဝိထုဖတ်တာကအစအောင်သဘောကွဲနေတဲ့တို့နှစ်ယောက်ရဲ့မတူလိုက်တာဟာမတူသမှလုံးဝမတူတော့ဘူးသူကလောကကိုခုမှပျော်ခြင်းတော့ရွှင်ခြင်းတော့အတက်ကိုကလောကကိုတိတ်စိတ်ပြတ်တယ်စိတ်မဝင်စားဘူးရင်လို့မရတော့ဘူးလောကမှာအစင်းဖြစ်နေပြီကိုအမားတွေပါပဲကွယ်ကိုသူနဲ့လိုက်ကြည့်ပါတယ်ကပွဲတွေပြဆက်တွေဒါပေမဲ့ကိုအောင်အေးလို့မရဘူးတီးမခံနိုင်ဘူးမြန်ပြန်ချင်တော့ဒီပွဲတွေသွားတိုင်းသူနဲ့ကိုနဲ့ရံဖြစ်ရတယ်နောက်ဆုံးတော့ကိုလည်းသူ့ကိုတနာလာတယ်ကိုတီးမခံနိုင်တာတွေကြောင့်သူ့ကိုအနှောက်အယှက်ပေးသလိုဖြစ်နေတာကိုသိလာတယ်ကိုကလည်းခုလိုမိုးမိုင်းထဲမှာပတောက်ခက်ကြီးဝင်းနေတာကိုတွေ့ပေမဲ့အတော်စိတ်ဝင်စားနေတဲ့မိန်းကလေးပဲသူနဲ့ဖြင့်သူ့ပတ်ဝန်းကျင်ကိုတိုးလို့မရတော့ဘူးဆိုတာကိုအမှန်သိလာတယ်ခုတော့ကိုလည်းရေးရင်မဲဆုံးဖြတ်လိုက်တယ်ကိုသူ့ကိုခွဲတော့မဲဆိုတဲ့အကြောင်းကိုပြောလိုက်တယ်မမြသွေးရစပြောတယ်ကျမသည်အတော်အံ့ဩစွာမေးလိုက်မိသည်ဟုတ်တယ်ကိုကပဲပြောလိုက်တယ်ခုလေဒီညနေသူပြန်လာပြီလို့ကိစ္စတွေပြီးရင်ကိုလည်းစကိုင်းတောင်ရုပ်ကိုသွားတော့မယ်ဒီလိုဆိုမမြသွေးမောင်လေးနှစ်ယောက်ကိုသူတို့ကိုလည်းဘဝအမှန်ကိုပြောပြတယ်သူတို့လည်းကိုရီဝတ်ဖို့သဘောတူကြလို့စီရင်ပြီးပြီ။အိုး3ယောက်စလုံးစကိုင်းတောင်ရုံမှာနေရောမယ်ပေါ့။မမြသွေးသည်ခေါင်းငိမ့်ပြလိုက်သည်သူ့အမိုးရာမှာလုံးဝမထူးဆန်းသောခွေးကလေးကြောင်ကလေးတစ်ကောင်ကြောင့်ပြောနေသလိုအေးဆက်ဆက်နိုင်လာသည်။ကျမအဖို့မှမူအလွန်ပင်အံ့ဩ၍ထူးဆန်းနေသည်။အမှန်တော့အနည်းဘဝဆိုတာကိုတစ်ခါကဖတ်ခဲ့ဘူးတဲ့စာပိုက်ကလေးလိုပဲဘာသာရေးနဲ့ပတ်သက်တဲ့တီဟိုကမဂ္ဂဇင်းတစ်ခုထဲမှာကိုတွေ့ခဲ့တယ်။လူဘဝဟာတေခြင်းတရားကအစဉ်ကပ်နေတဲ့တစ်ဖက်ကစင်ရိုင်းကြီးဟာသူ့ကိုမြင်သွားရင်လူဘဝဟာဆုံးရမယ်အမှန်ပဲ။အဲ့ဒီလူဟာလည်းလက်တစ်ဖက်ကစူးရီနဲ့တစ်ပင်တွေကိုတွေ့ထားရတယ်။တစ်ဖက်ကလည်းပြားအုံကြီးကိုကင်ထားရတယ်။ဒါကလွတ်ကျသွားရင်လေအောက်ကမွေစိုးမွေဟောက်တွင်းနဲ့ချပြီးသူတည်သွားမှာအမှန်ပဲ။ဒါလောက်နီးစပ်နေတဲ့တေခြင်းတရားတွေခြားတွေကဖျားအုံကတစ်စက်စက်ကျနေတဲ့ပြားရည်ရဲ့ချိုမိန်တဲ့အရာသာကိုခံစားရင်ပျော်နေနိုင်တဲ့အနည်းကိုတော့ဒီပြားရည်ရဲ့အရာသာလေးကိုခံစားပြီးမပျော်နိုင်ဘူးကျမသည်သူ့စကားများကိုနားမလည်တစ်ချက်နားလေတစ်ချက်နဲ့နားထောင်နေမိသည်သူသည်ဒီကေရေဘဝကိုယွံမုန်းသွားပြီလားလောကမှာသူတည်နေပြီဆိုသည်မှာမှန်ပေးနေသလားကျမတွေးနေစိမှပင်မိုးညိုများချမှမိုးပေါက်များရွာကျလာ၍သူနှင့်ကျမဗရောက်ပင်ကြီးမှထွက်ခွာလာခဲ့ကြတော့ရသည်ထိုနေ့သည်သူနှင့်ဦးကိုအောင်မြင့်အတွက်နောက်ဆုံးနေ့ဖြစ်ခဲ့သည်ကျမအတွေးမှာရှေ့ကကား၏အော်တန်ကြောင့်ရက်သွားတော့သည်ကျမရှိမှဦးအောင်မြင့်ရှိနေသေးသည်သူတို့သည်ပျော်နေတော့မဲ့ဖြစ်လေသည်ကျမရင်ထဲတွင်ဦးအောင်မြင့်၏ပြုံးချိုရွှင်လန်းသောအမူအရာများကြားမှပင်
စကိုင်းတောင်ရိုးဝဲတရားအားထုတ်နေမည်ဖြစ်သောမမြသွေးကိုမြင်အောင်မိသည်အကြက်နဲ့အစင်းဆိုတာလမ်းခုလက်မှာသာခဏတွေ့ကြမှာပဲကြာသွားလေဝေးလေပဲပေါ့အနှင်းရဲ့သူရေရွတ်ခဲ့သလိုပင်ယခုလဲသူနှင့်ဦးအောင်မြတ်မှလုံးဝမနေဆန်နိုင်တော့ပါကြာသွားလေဝေးလေဖြစ်ကြမိမှာအမှန်ပဲဖြစ်သည်ခင်နှင်းယူ1952မူရင်းရေးသားတဲ့ဆရာမကြီးကို credit ပေးပါရှင်။နားဆင်ပေးခဲ့ကြတဲ့မိတ်ဆွေများလည်းတညတားလုံးပေးအနေနဲ့ကင်းရှင်းစွာအိပ်ပျော်နားနေနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။